watches တွေမှာ battery microchip ဒါမှမဟုတ် circuit တွေလုံးဝမပါဝင်ပါဘူး။နိုင်ရဲ့အစိတ်ပိုင်းတွေကိုအနုကြည့်မှန်ပြီလို့နဲ့ကြီးရလောက်တဲ့အထိသေးငယ်တဲ့အရွယ်စားတွေနဲ့တီးကြမှုရှိအောင်အသေးစိတ်ထုတ်လုပ်ထားတာဖြစ်ပြီးတရက်ကို2စက္ကန့်ကနေ3စက္ကန့်အတွင်းမှာကွဲလွဲမှုရှိတဲ့အထိတီးကြနိုင်ပါတယ်။အသေးစိတ်အစိတ်ပိုင်းတွေကိုမလေးလာခင်မှာဒီစက်ကီရီယာလီရဲ့အလုံးလုံးပုံကိုရေးဘူးရရင်ကြည့်လိုက်ရအောင်ပါ။စွမ်းရင်ကို main spring ထဲမှာတူလောင်းထားပြီး escapement assembly ကနေစနစ်တကျပြန်ထုတ်ပေးလာဖြစ်ပါတယ်။ main spring နဲ့ escapement ကိုချိတ်ထပ်ထားတဲ့ gear တွေဟာမတူညီတဲ့အချိန်တွေနဲ့လဲပတ်ပြီးနိုင်ကိုအချိန်ပြခိုင်းစေတာပါ။အခုတော့အစိတ်ပိုင်းတစ်ခုချင်းစီကိုအသေးစိတ်ကြည့်ကြည့်ရအောင်ပါ။ crown လို့ခေါ်တဲ့နိုင်ဘေကခလုတ်လေးပါ။ဒီ crown ကိုအချိန်ဖို့အတွက်အပြင်ကိုဆွဲထုတ်ရပြီးနိုင်ပတ်ပေးဖို့ဝိုင်းထွက်တော့အတွင်းကိုပြန်တွင်းရပါတယ်။ setting chamber မှာ crown ရဲ့စိတ်ရန်ဓာတ်ကိုသတ်မှတ်ထားတဲ့နေရာမှာမြဲမြတ်နေအောင်ထိန်းထားပေးတဲ့အချိန်လွေပါဝင်ပါတယ်။အသုံးပြုတဲ့ပုံစံတစ်ခုချင်းစီအလိုက်မတူညီတဲ့ gear အစွဲတွေကိုအလုပ်လုပ်စေတာပါ။နိုင်ပတ်ဖို့အတွက် crown ကိုအတွင်းထဲတွင်းလိုက်တဲ့အခါ sliding pinion ဟာ main spring နဲ့ချိတ်ထပ်ထားတဲ့ gear တွေနဲ့တွားပြီးထိတွေ့သွားပါတယ်။အချိန်ဖို့အတွက်တော့ crown ကိုအပြင်ဘက်ကိုဆွဲထုတ်လိုက်ရပါတယ်။ crown ကိုအပြင်ဘက်ကိုဆွဲထုတ်လိုက်တဲ့အခါ setting lever ဟာ setting chamber ရဲ့ဒုတိယမြောက်အချိန်ထဲကိုအတန်လေးမိပြီးဝင်သွားတာကိုတွေ့ရမှာပါ။အဲ့ဒီအချိန်မှာပဲဒီ setting lever က spring သက်ဆင်ထားတဲ့ရုပ်ကိုတွားပြီးဖိလိုက်ပါတယ်။အဲ့ဒီရုပ်ကမှတစ်ဆင့် sliding pinion ကိုအချိန်နဲ့ gear တွေနဲ့ချိတ်ထပ်မိအောင်ရွှေ့ပြီးလိုက်တာပါ။ဒီလိုပြောင်းလဲသွားပုံကိုနောက်ထပ်အချိန်အနည်းငယ်လောက်ကြည့်လိုက်ရအောင်နော်။ main spring အကြောင်းကိုဆက်ကြည့်ရအောင်ပါ။ main spring ဆိုတာတစ်ဖေနီးမားလောက်ရှည်ပြီးဘားလွာတဲ့တထုပြားလေးကိုအခွေလိုက်ဖြစ်အောင်လုပ်ထားတာဖြစ်ပြီး main spring barrel လို့ခေါ်တဲ့ဘူးလေးထဲမှာထည့်ထားတာပါ။သူ့ရဲ့အစွန်းတစ်ဖက်ကို winding pinion နဲ့ချိတ်ထပ်ထားပြီးကျန်တဲ့တစ်ဖက်ကိုတော့ main spring barrel နဲ့ချိတ်ထပ်ထားပါတယ်